ကဲအခုလေးကတော့အိမ်မှာအစုံတုတ်တော့เนาะနန်းကြီးတုတ်ရဲ့ခောက်ဆွဲတုတ်ရဲ့ဒီမှာပဲပြားလေးရဲ့အဲ့ဒါတုတ်စားမှာဖြစ်ပါတယ်အခုထည့်လိုက်တာဂိုဘီထည့်တယ်သခွားသီးထည့်တယ်ပဲပင်မောက်လေးထည့်ပါတယ်ပဲပြားလေးထည့်ပါတယ်ပဲပြားလေးထည့်ပါမယ်ထဲလက်ကမတန်တော့နည်းနည်းတော့နားရပြီးကြပါရှင်ခောက်ဆွဲထည့်မယ်နော်ကိုထည့်မယ်ကိုမေ့ခောက်ဆွဲထည့်မယ်ဒါတော့ကျမရဲ့ portion ပါမနော်ဟုတ်ဒီမှာအချင်းမစားတဲ့အတွက်စီချက်နေရာမှာကျမတို့ကစီနီလေးတောင်းပါတယ်ဒါလေးကတော့စီချက်လေးပါတက်တုံးကျော်စီချက်လေးပါအိမ်မှာကိုယ်တိုင်လုပ်ထားတာပါကျမကတော့ချုံမစားတဲ့အတွက်ချုံမလေးနည်းနည်းထည့်ပါမယ်ပဲမထည့်ပါမယ်ဒီရအောင်ထည့်ပါနော်မကြိုက်ဘူးနည်းနည်းထည့်ပါမယ်အချီရည်ထည့်မယ်နော်တက်တာထည့်ပြီဒါပြီးတော့မှနန်းကြီးတုတ်တော့မှစားမှာပါနားပါမယ်portion ပြင်မယ်ပေါ့နော်နည်းနည်းလေးမြည်လိုက်ပါအောင်ဒါလေးကတော့ပုံမှန်ဘွဲ1500ပါစုံတော့လေးပါအားရပုံညာပါ2500ပါစသားလေးထည့်တာပါဒီဘက်ကလည်းနော်ကဲခုတော့စားကြပါတော့မယ်ရှင်ကဲဒါကတော့စားဖို့ပြင်ဆင်နေတာလေးပါအခုကတော့ဟင်းကားထည့်နေတာကိုစောင့်နေတာပါကျမတို့နင်းကြီးတုတ်စားမှာဖြစ်ပါတယ်ဟင်းကားလေးကိုလည်းကြည့်လိုက်ပါဦးကဲဒါကတော့စားဖို့အတွက်ပြင်ဆင်ပြီးသွားပါပြီပြင်ဆင်ပြီးလိုက်ဒါတော့ဟင်းရည်လေးပါဟင်းရည်လေးတောင်းမယ်ပေါ့နော် sorry ပါခဏလေးဒါတော့တယောက်ကထမင်းလေးနဲ့စားမှာမဟုတ်လို့ပါ